လေးများအတွက်သမန်ကျန်လက်ဆောင်ပထမဆုံးအီစတာမင်္ဂလေးကျူသည်စူညံနေသောတောင်ဆောင်ပေါ်တွင်မတ်တက်ရက်နေ၏ဝမ်းနည်းနေသောသူ့မျက်လုံးများသည်ကြောက်ဖွယ်ကောင်းသောမြင်ကွင်းကိုကြည့်နေ၏သူ၏သားတော်သည်တည်ရန်ဆဲဆဲရှိ၏မိခင်မှာမယ်ရီဖြစ်ကယေရှုကက်တိုင်၌တန်မိုးနှက်ခံရသောနေရာတွင်ရပ်နေ၏ယင်းတို့သည်အဘယ်သို့ဖြစ်ခဲ့သနည်းယေရှု၏လှပသောဘဝသည်ဘလို့ကြောက်ဖွယ်ဘဝအဖြစ်အဆုံးသတ်ခဲ့ရသနည်းဖျားသခင်သည်သူ့သားတော်ကိုဘလို့ကက်တိုင်၌တန်မိုးနှက်ရန်ခုပြုခဲ့သနည်းယေရှုသည်သူမည်သူဖြစ်ကြောင်းအမှားပြုခဲ့သလောဖျားသခင်သည်ကြာဆုံးခဲ့သလားမဟုတ်ပါဖျားသခင်သည်ကြာဆုံးမှုမရှိခဲ့ပါယေရှုသည်အမှားအဖြစ်တစုံတရာမှမပြုခဲ့ပါယေရှုသည်ယုံမာသောလူများကြောင့်သူတရားမည်ကိုအစဉ်သိပါသည်ယေရှုကလေးငယ်ဘဝကပင်ပိုးချိမှန်ရှိသည့်ဝမ်းနည်းမှုကိုကြိုပြင်ဆင်ထားသည့်အကြောင်းကိုမယ်ရီကိုပြောခဲ့သည်နေ့အနှံငယ်ယေရှုအသေးတော်ခံမမူမီမိမတစ်ယောက်သည်လာ၍ကိုတော်ချီ၌စီမွေးကိုတွန်းလောင်းလေ၏သူသည်ငွေကိုဖြုံးသိနေသည်တပည့်တော်များကစောတကတက်၏သူသည်မင်္ဂလာရှိသောအလုပ်ကိုလုပ်ခဲ့ပြီးဟုယေရှုကဆိုခဲ့သည်သူသည်ငါ့ကိုတင်းကြိုရန်ထိုသို့ပြုခဲ့ပြီးအဘယ်မျှထူးဆန်းသောစကားနည်း၎င်းပြီးနောက်ယေရှု၏တပည့်တော်12ပါးအဝင်ယူထားသည်ယေဘရဟိအကြီးကဲထံတွင်ငွေစား30ရယူ၍သစ္စာဖောက်ရန်သဘောတူခဲ့၏ဂျူးတို့၏ပတ္တခပွဲတွင်ယေရှုသည်တပည့်တော်များနှင့်အတူနောက်ဆုံးညစာကိုစားခဲ့၏ကိုတော်သည်ကိုတော်ကိုချစ်တော်သူများအတွက်အံ့ဩဖွယ်ကောင်းသောဘုရားသခင်၏ဂတိတော်များအကြောင်းကိုပြပြခဲ့၏ထို့နောက်ယေရှုသည်မုန့်နှင့်ခွက်ကိုယူ၍သူတို့အားဝေငှခဲ့သည်ယင်းတို့မှာယေရှု၏ခန္ဓာတော်နှင့်အသွေးတော်သည်အပြစ်ကိုဖြေလွတ်သည့်အကြောင်းကိုအတည်ပြုခဲ့၏ထို့နောက်ယေရှုသည်သူ့မိတ်ဆွေများကိုသူသည်သစ္စာဖောက်ခံရမည်အကြောင်းသူတို့သည်ထွက်ပြေးကြမည်အကြောင်းကိုဆိုခဲ့၏ကျွန်တော်ကတော့မပြေးပါဘူးပီတရုကအခိုင်အမာဆို၏ကျင့်မတော်မီတွင်သင်သည်ငါ့ကို3ချိန်ညှင်းလိမ့်မယ်ယေရှုကပြန်၍မိန့်တော်မူခဲ့၏ထိုညတွင်ယေရှုသည်ဂေသရှိမဥယျာဉ်သို့ဆုတောင်းရန်သွားခဲ့၏ယေရှုနှင့်အတူရှိသောတပည့်တို့သည်အိပ်ပျော်ခဲ့ကြ၏အိုအဖယေရှုဆုတောင်းခဲ့၏ဤခွက်ကိုကျွန်ုပ်ထံမှလွန်သွားပါစေသို့သောကျွန်ုပ်၏အလိုအတိုင်းမဖြစ်စေဘဲကိုတော်အလိုအတိုင်းသာဖြစ်တော်မူပါစေရုတ်တရက်ယထာဦးဆောင်သောလူတစ်စုသည်ဥယျာဉ်ထဲသို့ဝင်လာခဲ့၏ယေရှုသည်ခုခံမှုပြုခဲ့သို့သောပေတရုကလူစုထဲမှတယောက်၏နရွက်ကိုဓာဖြင့်ဖျက်လိုက်၏ယေရှုသည်ထိုသူ၏နရွက်ကိုတိုးထိပြီးအနာငြိမ်းစေခဲ့၏သူဖန်ခံရသည်မှာဖျားသခင်၏အလိုတော်ရှိ၍ဖြစ်ကြောင်းယေရှုသိတော်မူသည်ထိုလူစုသည်ယေရှုကိုယေဘရဟိအကြီးကဲထံသို့ခေါ်သွားကြ၏ထိုနေရာတွင်ဂျူးကောင်းဆောင်များကယေရှုသည်တရားမည်အကြောင်းပြော၏ပေတရုသည်အမှုထမ်းများအနီးတွင်မီးလုံ၍မတ်တက်ရက်၍စောင့်ကြည့်ခဲ့၏သုံးချိန်မြောက်အောင်လူတို့ကပေတရုကိုစိုက်ကြည့်၍ပြော၏သင်သည်ယေရှုနှင့်အတူရှိခဲ့သည်ပေတရုကလည်းထို3ချိန်လုံးမြင်ခဲ့၏ပေတရုသည်ကျိန်တယ်၍ပင်ပြောခဲ့၏အချိန်ထဲတွင်ကြက်တွန်သံကြားရ၏ယင်းသည်ပေတရုအတွက်ဖျားသခင်၏အတန်တော်ကဲ့သို့ပင်ဖြစ်၏ယေရှု၏စကားတော်ကိုပေတရုကပြန်သတိရကခါးသီးစွာငိုကြွေးခဲ့၏ယူဒသည်ဝမ်းနည်း၏သူသည်ယေရှု၌မြည်သည့်ထူးစရာအပြည့်မှမရှိကြောင်းကိုသိ၏ယူဒသည်ငွေစား30ကိုပြန်ပေးခဲ့၏သို့သောယေဘရဟိများကပြန်မယူခဲ့ကြယူဒသည်ငွေများကိုလွှတ်ပစ်ခဲ့ပြီးထွက်သွားကမိမိကိုယ်ကိုဇွဲကြိုးချတတ်သိခဲ့၏ယေဘရဟိများသည်ယေရှုကိုယောမအာနာပိုင်ပိလက်မီဤရှိသို့ဆောင်ခဲ့ကြသည်ပိလက်ကငါသည်ဤလူ၌မြည်သည့်အပြစ်မှမတွေ့ဟုဆို၏သို့သောလူစုကသူ့ကိုကားတင်ပါဟုအော်ကြ၏နောက်ဆုံးတွင်ပိလက်မင်းကယေရှုကိုကားတိုင်ပေါ်တွင်သေစေရန်အလျှော့ပေးကာစီရင်ခဲ့စစ်သားများသည်ကိုတော်ကိုလက်သီးနှင့်ထိုးမျက်နှာကိုတံနှင့်ထွေးကြာပွနှင့်ရိုက်ခဲ့ကြ၏သူတို့သည်စိုးအရစ်ကိုပြုကာကိုတော်ခေါင်းကိုတို့ရရက်ဆက်ဖိ၍စောင်းပေးခဲ့ကြသည်ထို့နောက်ကိုတော်ကိုတစ်သားကားတိုင်၌တည်စေရန်တန်နှင့်ကဲ့ရိုက်ခဲ့ကြ၏ယေရှုသည်ထိုတို့အသေးခံရမည်ကိုအစဉ်သိရှိတော်မူ၏ကိုတော်သေခြင်းကြောင့်ကိုတော်ကိုယုံကြည်ကိုးစားသောသူတို့အတွက်အပြစ်မှခွင့်လွှတ်ခြင်းခံရမည်ကိုလည်းသိတော်မူ၏
အပြစ်သားနှစ်ဦးသည်ယေရှု၏ဘေးတစ်ဖက်စီတွင်ရှိ၏တဦးသည်ယေရှုကိုယုံကြည်၍ပရိဒိတုဘုံသို့ရောက်သည်အခြားသူမှာမရောက်နာရီများစွာဒုက္ခခံပြီးနောက်ယေရှုသည်အမှုပြီးပြီဟုမိန့်တော်မူကားအသက်တော်ငြိမ်းခဲ့သည်ကိုတော်အမှုတော်သည်ပြည့်စုံခဲ့ပြီမိတ်ဆွေများကကိုတော်ကိုကိုပိုင်သင်္ချိုင်းကိုတစ်ခု၌တင်းကြိုပေးခဲ့ကြ၏ထို့နောက်ယောမစစ်သားများသင်္ချိုင်းကိုတံဆိပ်ခတ်၍စောင့်ကြပ်ခဲ့ကြ၏ဤသူကမှအဝင်ထွက်မပြုကြရပြီအကယ်၍ထိုဝတ္ထုသည်ပြီးဆုံးပြီဆိုလျှင်ညီမျှဝမ်းနည်းစရာကောင်းမည်နီသို့သောဘုရားသခင်သည်အံ့ဖွယ်ရာတစ်ခုကိုပြုတော်မူခဲ့သည်ယေရှုသည်သေခြင်း၌သာမနေခဲ့ပါရက်တပတ်၏ပထမနေ့မနက်စောစောတွင်ယေရှု၏တပည့်တော်များသည်သင်္ချိုင်းကိုပိတ်ထားသောကျောက်တုံးကြီးကအဝေးသို့ရောက်ရှိနေသည်ကိုတွေ့ခဲ့ကြ၏သူတို့သည်ကိုအတွင်းသို့ကြည့်လိုက်သောအခါယေရှုသည်ထိုနေရာတွင်မရှိတော့ချေမိန်းမတစ်ယောက်သည်သင်္ချိုင်းကိုအနီးတွင်ငိုနေ၏ယေရှုသည်သူ့အနားတွင်ထင်ရှားတော်မူခဲ့၏သူသည်အပြေးပြန်၍အခြားတပည့်တော်များထံသို့ဝမ်းမြောက်စွာပြောပြ၏ယေရှုသည်အသက်ရှင်ပြီးယေရှုသည်သေခြင်းမှပြန်ရှင်ခဲ့ပြီမကြာမီယေရှုသည်တပည့်တော်များထံသို့ကြွရောက်လာခဲ့ပြီးလက်တော်မှတမန်နှင့်ရိုက်ထားသောအမာရများကိုပြသည်ရင်းနှီးမှန်ကန်ခဲ့ပြီယေရှုသည်တဖန်ပြန်ရှင်တော်မူပြီးကိုတော်သည်ပေတရုကသူ့ကိုညှင်းပယ်ခဲ့တော်လဲခွင့်လွှတ်တော်မူခဲ့၏ကိုတော်အကြောင်းကိုလူတိုင်းကိုပြောပြရန်မိန့်မာတော်မူ၏ထို့နောက်ကိုတော်သည်သူကြွလာခဲ့သောကောင်းကင်ဘုံသို့ပြန်ကြွတော်မူသွား၏ကျွန်ုပ်တို့မကောင်းမှုပြုခဲ့ကြောင်းကိုဘုရားသခင်သိတော်မူ၍၎င်းကိုအပြည့်ဟုခေါ်တွေ့၏အပြည့်ရခမှသေခြင်းပင်ဖြစ်၏ဘုရားသခင်သည်ကျွန်ုပ်တို့ကိုအလွန်ချစ်သဖြင့်သားတော်ယေရှုကိုဆေလွတ်တော်မူကားကားတိုင်တော်ပေါ်တွင်ကျွန်ုပ်တို့၏အပြစ်အတွက်အခကိုပေးဆက်တော်မူခဲ့သည်ထို့နောက်ယေရှုသည်ပြန်ရှင်ကားကောင်းကင်ဘုံသို့တဖန်ပြန်ကြောက်ရောက်တော်မူခဲ့သည်ယခုတွင်ဘုရားသခင်သည်ကျွန်ုပ်တို့၏အပြစ်များကိုဖြေလွှတ်ပေးနိုင်တော်မူ၏တင့်ပြစ်မှတင်သည်ဝေးကွာလိုပါလျင်ဘုရားသခင်ကိုဤသို့ပြောလိုက်ပါယေရှုသည်ကျွန်ုပ်အပြစ်အတွက်အသေးခံတော်မူပြီးတဖန်ပြန်ရှင်တော်မူခဲ့သည်ကိုကျွန်ုပ်ယုံကြည်ပါ၏ယေရှုပြု၍ကျွန်ုပ်၏ဘဝထဲသို့ဝင်ရောက်ကာကျွန်ုပ်၏အပြစ်များကိုခွင့်လွှတ်တော်မူပါထို့သောအားဖြင့်ကျွန်ုပ်သည်အသက်ကိုရရှိပြီးကိုတော်နှင့်တူထာဝရရှိပါမည်ကိုတော်၏ကလေးအဖြစ်ကိုတော်အတွက်အသက်ရှင်ရန်မဆတော်မူပါအာမင်ယော3:16တမန်ကျမ်းစာကိုဖတ်ပြီးဘုရားသခင်ကိုနေ့စဉ်စကားပြောပါပထမဆုံးအီစတာဘုရားသခင်၏နှုတ်ကပတ်တော်ဝတ္ထုတမန်ကျမ်းကိုတွင်တွေ့ခဲ့မဿဲ26:28လူကာ22:24ရောဟန်13:20တော်၏နှုတ်ကပတ်တော်မဟုတ်ဝါသည်အလင်းကိုပေး၏ဇလံ119:130ရေးသားသူ Edward Hughes ဖတ်သူတထက်ဆက်သွယ်ရန် www.bibleforchildren.org